ကွန်တိန်နာသင်္ဘောတွေကဘာလို့ကောင်းကင်တီရောက်မတက်အမြင့်ကြီးတင်ကြပြီးတမနီကွိုင်နီတဲတဲ့သင်္ဘောကြတော့သူတို့ဆက်နေပမာဏရဲ့3ပုံတပုံလောက်ပဲတင်ကြတာလေဘာဖြစ်လို့လဲဆိုတော့ကွန်တိန်နာတစ်လုံးမှာအများဆုံးအလေးချိန်တန်30အထိတင်လို့ရပေမဲ့တမနီကွိုင်တစ်ခုတည်းရဲ့အလေးချိန်ကလည်းအဲ့ဒီလောက်နီးပါးရှိနေလို့ပါပဲဒါပေမဲ့ Evergreen သင်္ဘောတစ်စင်းကကွန်တိန်နာပေါင်း2400ကိုတည်ဆောင်နိုင်ပြီးအကြီးဆုံးကွန်တင်သင်္ဘောကြီးကတော့တစ်ခုကိုတန်30လေးတဲ့တမနီကွိုင်ပေါင်း1500အထိသာတည်ဆောင်နိုင်ပါတယ်ဒါဟာ Evergreen သင်္ဘောရဲ့တည်ဆောင်နိုင်စွမ်း carrying capacity ကတန်ချိန်20တောင်လောက်ပိုနေနေရင်တောင်ကွန်တိန်နာသင်္ဘောထက်အကြီးအထွတ်ပိုနေနေတာဖြစ်ပါတယ်။များသောအားဖြင့်ကွန်တိန်နာတွေထဲမှာပေါ်ပါတဲ့ကုန်ပစ္စည်းတွေကိုထည့်လေရှိတာကြောင့်သင်္ဘောအပြည့်ဆန့်တူအတွက်ကွန်တိန်နာသင်္ဘောတွေကိုအပြည့်တင်ကြပါတယ်။လေးတဲ့အရာတွေကိုအောက်ခြေမှာထားပြီးပေါ့တဲ့အရာတွေကိုအပေါ်မှာထားပါတယ်။ဒါပေမဲ့တမနီကွိုင်တွေတဲတဲ့အခါမှာတော့တင်ထားတဲ့ကုန်တွေကသင်္ဘောဆန့်တဲ့ပမာဏရဲ့3ပုံတပုံရောက်တာနဲ့အလေးချိန်ကန့်တစ်ချက်ပြည့်သွားပါပြီ။အဲ့ဒီထက်ထပ်တင်မယ်ဆိုရင်အလေးချိန်ချင်းခွင်းတရားကအပေါ်ကိုရောက်သွားပြီးသင်္ဘောရဲ့တည်ငြိမ်မှုကိုထိခိုက်စေနေပါတယ်။တနည်းအားဖြင့်ပြောရရင်ကွန်တိန်နာသင်္ဘောတွေကနေရာလွတ်အတွက်ရုန်းကန်ရပြီးတမနီသင်္ဘောတွေကတော့အလေးချိန်အတွက်ရုန်းကန်ရတာပဲဖြစ်ပါတယ်